Hello အမကူကတော့ဘန်ဇက်တူဝတ်တာဖော်လို့ခေါ်တယ်ခြေတကုံသွားနေရပါတော့သူကဗီယက်နမ်နဲ့တရုတ်ပြည်နယ်စပ်မှာရှိရယ်ပြီးတော့ဒီဗီယက်နမ်မှာအရန်အလှဆုံးခြေတကုံနေထဲမှာတစ်ခုပါဝင်ပေါ့နော်အဲ့နေရာလေးကိုသွားနေအခုကလုံးဝကိုတရုတ်ပြည်နယ်စပ်ဟိုဘက်မှာမြစ်ကလေးပဲချနေမြစ်နဲ့ကူးလိုက်လို့ရှိရင်ဟိုဘက်ကတရုတ်ပြည်ရောက်သွားပြီပေါ့နော်လမ်းမခါကတော့ဗီယက်နမ်ငွေ$4,000ပေါ့နော်$4,000ကျတယ်$4,000ဆိုရင်$2လောက်ပေါ့ဒီမောင်မေကဒီထက်အောင်လာစင်တာမိုးရွာတဲ့အတိုင်းမှာအနားမလို့တော့မသိဘူးအရန်ဝေးလို့မလာတော့ဘူးလောက်နေရနေပြီတကယ်လာလိုက်တော့လာအကျိုးနဲ့တရန်တန်တယ်သူကဟိုကားနဲ့ကိုအသွား2နာရီပြန်2နာရီစီးရတာကိုအဲ့လိုဆိုသွားပြန်ဆို4နာရီကြာအောင်မဟိုဘက်မှာချီနာပြမယ်ချီနာโอเคဒီမြစ်ရဲ့ဟိုးဘက်ချမ်းကတရုတ်ပြည်ပါမာရီတကွာဒီမှာပါဝါမိုက်တယ်နော်ဒီနေရာလေးကတော့လေစမ်းမှတ်တာပေါ့ဆိုရွှဲညာမိုးရတယ်ဒါမှ